Hello guys ဒီနေ့ useful word လေးကတော့ refuse နဲ့ deny ဖြစ်ပါတယ် refuse ဆိုတာကကြတော့လေညင်းတာ deny ကလည်းညင်းတာဒါပေမဲ့သူတို့နှစ်ခုရဲ့ကွာခြားချက်ဘာလဲဆိုတာကိုလိုက်ကြည့်ရအောင်ပါ She refused to help me he refused to walk we asked him to join us but he refused so တွေ့နော်ဒါက refuse သုံးတာပါသူကဘာကို refuse သုံးတာလဲဆိုရင် refuse ကိုဘယ်နေရာသုံးလဲဆိုရင်ညင်းဖယ်တဲ့အချိန်တစ်ခုခုမလုပ်ချင်တော့ဘူးမလုပ်ဘူးဆိုတဲ့အရာကိုသူကငင်းဖယ်တဲ့အချိန်မှာ refuse ကိုသုံးလေသုံးတာရှိပါတယ် first sentence ကိုကြည့်ခြင်းအဖြစ်သူကကျွန်တော်တို့ကူညီတာကိုသူမငင်းဖယ်ခဲ့သူကလူတစ်ယောက်ကကူညီဒါပေမဲ့သူမလိုချင်တော့သူကငင်းဖယ်ငါမလိုချင်ဘူး he refused okay so he refused to work ဆိုရင်တော့သူအလုပ်တစ်ခုလုပ်ရမှာသူသိဒါပေမဲ့သူမလုပ်ချင်လို့သူကငင်းဆိုခဲ့တယ်ငါမလုပ်ချင်ဘူးကွာငါညောင်းနေတယ်အဲ့လိုပြောတဲ့အချိန်ကျရင်ငင်းဆိုတာပါသူနောက်တစ်ခုကကျတော့ we asked him to join usသူ့ကိုကျွန်တော်တို့ပြောတယ်ကျွန်တော်နဲ့ပေါင်းသင်းမှုအမေသူငင်းဆိုခဲ့တယ်ငါမပေါင်းချင်ဘူးကွာဆိုရင်ပြောတဲ့အချိန်ညာငင်းဆိုတဲ့အချိန် refuse ကိုသုံးလေးသုံးတာရှိပါတယ် deny ဆိုတဲ့စကားလုံးကကြတော့စကားအရာတွေမှာပေါ့နော်လုပ်တဲ့တခုခုအရာမှာငင်းပယ်ခြင်းတဲ့အချိန်ကျရင် deny ကိုသုံးလို့ရှိပါတယ် so John denied that he had done it အဲ့ဒါကိုသူလုပ်ခဲ့ပြီးပြီဆိုတာကိုကျွန်တော်John ကငင်းနေတယ် John ကဘာကိုငင်းတာလဲဆိုသူလုပ်ပြီးပြီဟာကိုသူသိဒါပေမဲ့သူမလုပ်ချင်ဘူးသူမလိုချင်ဘူးကွာဒီဟာကြီးကိုသူမဖြစ်ချင်ဘူးဆိုရင်သူငင်းတာဖြစ်ပါတယ် John denied that he had written it အဲ့ဒါကိုသူရေးခဲ့ပြီဆိုတာကို John ကငင်းနေတယ် John ကဒါကြီးကိုရေးပြီးတာလူတစ်ယောက်ကပြောတယ်နေရေးပြီးပြီလေဒါကိုအဲ့တော့ငါမရေးရသေးဘူးဆိုအတင်းငင်းတာကွာအဲ့ဒီ deny ကိုသုံးလေးသုံးထားရှိပါတယ် so ဒီနေ့ကကျတော့ဒီ refuse နဲ့ deny ကိုပြပြပေးပါမယ်မနေ့ပြန်ကြရင်တော့ discover နဲ့ invent ကိုပြပြအောင်ဖြစ်ပါတယ် discover ကကြတော့တခုခုရှာဖွေတာ invent ကကြတော့တခုခုထုတ်ဖော်လိုက်တာဦးစားပေးပြီးလုပ်တဲ့အချိန်မှာ invent ကိုသုံးတယ်ဒီအခုရှိပြီးသားအရာကိုတွေ့ရှိခဲ့တဲ့အချိန်ကျရင် discover ကိုသုံးပါတယ်ဆိုမနေ့ပြန်ကြရင်ဒါလေးကိုပြပြပေးပါမယ် bye bye